မလည်းဒီနေ့တမောဒီအစောတော့လောက်စားပါမှာကျတမောဒီတတော်အဲ့ရနေပေးခဲ့တော့အလုံးကြီးပဲတမောဒီရဲ့မှာမမလည်းကြာစံရဲ့ခောက်ဆွဲရဲ့အာလူရဲ့အစောတော့တုတ်စားပါမှာကျမမလည်းတော့ချက်ခမီဖျားမှာတုတ်တူလို့ပေါ့နော်ပဲပင်ပေါရဲ့ဒါကြတော့ကြောက်ပွေပေါ့နော်မမလည်းတော့ချက်ခမီနယ်ဘက်မှာထွက်လာကြောက်ပွေအမေဒါစိတ်ရိုက်တဲ့အများကြီးပွားတာပေါ့နော်တဲနေတဲ့ဆက်တာရေတတိတာဆေးရတာပေါ့နော်တမောဒီအစောတော့ပါမယ်ရှင်အဲ့တော့တမောဒီတို့အခုမှလိုက်ပါမရှိတမောဒီအကြီးပဲဒါမမတွေတို့အပင်ကားပေါ့နော်လူကျော်ရှိတို့တမောဒီတော်ထဲခဲ့ပြီလားအဲ့ဒါဒီနေ့တုတ်စားပါမယ်ရှင်တမောဒီကမမဲ့အစိမ်းဆိုတော့အဆင်ပြေတာတမောဒီအလုံးကြီးပဲဒါဝယ်မယ်ဆိုလို့ရှိရင်တလုံးရန်ကုန်မြို့မှာဆိုတလုံး3000လောက်ရှိမှာပေါ့နော်အဲ့ရထဲခဲ့ပြီလားဒီနေ့တမောဒီတုတ်စားပါမယ်အလုံးကြီးပဲတမောဒီကကောင်းနေတာမမလေးကကဲဒီမှာမမလေးတမောဒီတော့ကိုပြင်ဆင်လာတာပေါ့နော်ဒီမှာတမောဒီချက်တာအများကြီးပဲတမောဒီရဲ့မှာစီချက်ငရုတ်စီမှာခောက်ဆွဲရဲ့ကြာဆန်ရဲ့ပေါ့နော်ဒါကြောက်ပွတ်မမလေးတို့နဲ့ဘာကကြောက်ပွတ်အမေကြီးပြန်ဆေးလာတာပေါ့နော်မြေပဲမှာအာလူကဲပြစ်စီတွေစုပ်သွားရေးဆိုတော့တောက်ပါတော့မှရှင်တမောဒီမှာစလုံးထဲမမလေးမှာအစာလေးထည့်တော့ပါတော့မှဒီမှာကြောက်ပွတ်ထည့်မယ်အများကြီးဆိုတော့ဒီစလုံးကအဆောင်အကြီးတော့ဒီစလုံးပဲရှိတယ်တခုပြီးမှတခါတော့အကောင်တော့တောက်လို့မဆာဘောနော်မခောက်ဆွဲလေးထည့်ပါမယ်ရှင်ခောက်ဆွဲထည့်မယ်ကြာစံလေးထည့်ပါမယ်ရှင်ကြာစံလေးထည့်ပြီးဆိုလို့ရှိရင်တော့ပဲပင်ပါဘောနော်ပဲပင်ပါလေးထည့်ပါမယ်ရှင်ပဲပင်ပါထည့်ပြီးလို့ရှိရင်ဒီမှာမြေပဲလှော်လာတဲ့မြေပဲလေးထည့်ပါမယ်မမလည်းအာလူပြုတ်ထားတယ်ဘောနော်အာလူပြုတ်ပြီးတုံးထားတယ်အဲ့ဒါလေးပါထည့်ပါမယ်ရှင်အာလူလေးထည့်မယ်အာလူလေးထည့်လို့ဆိုရင်ငရုတ်စီလေးထည့်ပါမယ်ရှင်ငရုတ်စီပေါ့နော်အစာဝတငယ်ချင်းနေနဲ့မှာဆေးရောတငယ်ချင်းနေနဲ့ဒီနေ့တောက်ကြွေးပါမယ်ရှင်ဒါကကြက်သွမြူစီကြပေါ့နော်ကြက်သွမြူစီကြလေးထည့်မယ်ဒါအကောက်ထည့်ပြီးမမလေးလက်အိတ်နဲ့နေပါတော့မယ်မမလေးအချုံမောင်းနည်းနည်းထည့်ပါမယ်ရှင်အရသာနေနဲ့အချုံမောင်းနည်းနည်းထည့်မယ်ဒီမှာငပြရည်လေးနည်းနည်းထည့်ပါမယ်ရှင်ထည့်ပြီးနေပါတော့မယ်ကဲအရသာနဲ့ကောင်းလို့ထည့်ပြီးဆိုလို့တင်မမလေးလက်တောက်ပါတော့မယ်ရှင်အမကြောက်ပွေအမဲပေါ့နော်တောက်ပါတော့မယ်နော်ရှယ်ပဲဒါမမလေးတော့ချက်ခမီဖျားမှရောင်းတဲ့တမောဒီအစောတော့ပေါ့နော်မမလေးအကြက်မောက်ထည့်ဖို့မေ့နေပါတော့အခုမှအကြက်မောက်လေးထည့်ပါမယ်ရှင်ကြက်မောက်လေးထည့်ပြီးတော့တောက်ပါမယ်တမောဒီအစောတော့ရှယ်ပဲအကြက်မောက်ထည့်မှဆက်ဆက်လေးဆိုတော့အကြက်မောက်ထည့်ဖို့မေ့ပါနဲ့ကဲဒီမှာမမလေးရဲ့တမောဒီအစောတော့ရတာပါပြီမှာတမောဒီအစောတော့ရှယ်ပဲတမောဒီအစောတော့ရသွားပါပြီအများကြီးပဲရှယ်ပဲမမလေးတော့တော်တော်လိုက်တော့စားကြည့်ပါအရင်စားတော့ကောင်းပါလေ